ပဲနေတာပဲဒီနေ့မှာတော့ဟုတ်လားမပြပြလည်းပဲမလာပါဒီနေ့မှာတော့အေးပြောပြမှာဖြစ်ပါတယ်ကျမဒီ channel လေး like and subscribe လုပ်ပြကြပါဦးနော်ဆိုတော့စားလိုက်ကြမယ်ဟုတ်ရှိတဲ့တော့ပါတယ်ဘုဒ္ဓမြတ်ကကျမတို့ရှာလာတဲ့ဘူးလို့ပါမယ်ထည့်ပါမယ်လောက်လာဒီလောက်ဆိုရပါမယ်အဲ့မှာရှိတဲ့ဒီဘူးလေးကိုထည့်ပါမယ်5 လောက်ထည့်မယ်ချီမောတယ်လောမဲလေးလေးချစ်လို့နော်ကျမစကမို့လာတော့ချီတာပါတို့ဒီတာ
ဒါစီရဲ့ရှော်လို့အားလုံးပဲပါပါတယ်တာငါဟွာကိုဖြစ်တော့ကျမတော်လာတာ